ကင်ဆာတွေဝေဝေးပြည့်မဲ့တခွားမွေးသည်တခွားမွေးသည်ဟာနှလုံးရောဂါကိုကောက်ွယ်ပေးနိုင်တဲ့အပြင်ကင်ဆာရောဂါဖြစ်ပွားနိုင်ခြင်းကိုလည်းလျှော့ချပေးနိုင်ပါသည်တခွားမွေးအသီးထဲမှာပါဝင်တဲ့အက်ဒီနိုဇင်ဓာတ်ကသွေးကြောတွေပိတ်ဆို့ခြင်းနဲ့သွေးဆဲတွေစီးဆင်းမှုကိုရပ်တန့်ခြင်းတို့ကြောင့်ဖြစ်ပေါ်တတ်တဲ့နှလုံးရုပ်တရက်ဖောက်ခြင်းကိုလည်းကောက်ွယ်ပေးပါသည်တခြားသောအသီးနှံတွေလိုပါပဲတခွားမွေးမှာကာရိုတီနွိုက်ဓာတ်ပါဝင်တာကြောင့်ကင်ဆာရောဂါကိုကောက်ွယ်ပေးနိုင်ပါသည်ကာရိုတီနွိုက်ပါဝင်မှုများတဲ့အသီးနှံတွေအစားအစာတွေကအထူးသဖြင့်အဆုတ်ကင်ဆာနဲ့ရင်သားကင်ဆာကိုပို့ပြီးတော့ကာကွယ်ပေးနိုင်ပါသည်တခွားမွေးမှာပါဝင်တဲ့အာဟာရဓာတ်တွေကမျက်လုံးကိုအားကောင်းစေပါသည်တခွားမွေးမှာဘီတာကရိုတင်ဓာတ်ပါဝင်တာကြောင့်ဒီဓာတ်ကမျက်လုံးကျန်းမာရေးကိုထိန်းသိမ်းပြီးတော့မျက်လုံးရဲ့လုပ်ငန်းဆောင်တာတွေကိုလည်းအားကောင်းစေပါသည်အဲ့ဒီပြေကမှတခွားမွေးမှာပါဝင်တဲ့ဘီဘာကရိုတင်ဓာတ်ကခနာကိုယ်ထဲမှာဗီတာမင် A အဖြစ်ကိုမှပြောင်းလဲသွားနေတာကြောင့်မျက်လုံးရဲ့လုပ်ငန်းဆောင်တာတွေကိုလည်းပုံမပြီးတော့အားကောင်းစေပါသည်တခွားမွေးမှာဓာတ်တိုးစန့်ကျင်ဓာတ်ဖြစ်တဲ့ flavonoid ဓာတ်ပါဝင်တာကြောင့်ဆဲတွေကိုကာကွယ်ပေးနိုင်ပြီးတော့ခနာကိုယ်အတွက်အန္တရာယ်ရှိတဲ့ free radical တွေကိုလည်းဖယ်ရှားပေးနိုင်ပါသည်ဒါဟာလေခနာကိုယ်ဆဲတွေပျက်စီးခြင်းကနေကာကွယ်ပေးပြီးတော့နာတာရှည်ယောဂတွေဖြစ်ပွားနိုင်ခြင်းကိုလည်းလျှော့ချပေးပါသည်တခွားမွေးမှာရေဓာတ်90%နီးပါးပါဝင်တာကြောင့်ခနာကိုယ်အတွက်လိုအပ်တဲ့ရေဓာတ်ကိုအပြည့်အဝကိုမှဖြည့်တင်ပေးနိုင်ပါသည်အထူးသဖြင့်ကတော့ပူပြင်းတဲ့ရာသီဥတုဒါမှမဟုတ်ရင်ကိုယ်လက်လှုပ်ရှားမှုများတဲ့အခါရေဓာတ်ဆုံးရှုံးမှုကိုကာကွယ်ပေးပြီးတော့ခနာကိုယ်ကိုလန်းဆန်းစေပါသည်ဒါတွေမကသေးပါဘူးတခွားမွေးမှာဗီတာမင် C ကျွဲဝါးစွာပါဝင်တာကြောင့်ကိုယ်ခံအားစနစ်ကိုမြင့်တင်ပေးနိုင်ပါသည်ဗီတာမင် C ဟာလည်းယောဂပိုးမွှားတွေကိုတိုက်ဖျက်ရာမှာအရေးပါတဲ့အခန်းကဏ္ဍကနေကိုပါဝင်ပါသည်နောက်ပြီးတော့တခွားမွေးမှာအမြင့်တက်အသင်းပါဝင်တာကြောင့်အစာချေစနစ်ကိုကျန်းမာစေပြီးတော့ဝမ်းမမှန်သွားလာနိုင်ဖို့ကိုကူညီပေးပါသည်ဝမ်းချုပ်ခြင်းကိုကာကွယ်ပေးပြီးတော့ဥလန်းချောင်းကျန်းမာရေးကိုလည်းအထောက်အကူပြုပါသည်အရေးကြီးတဲ့ချက်ကတော့တခွားမွေးမှာကယ်လိုရီပါဝင်မှုနည်းပါပြီးတော့ရေဓာတ်နဲ့အမြင့်တက်ကျွဲဝါးတာကြောင့်ကိုလေးချိန်ရှော့ချလူသူတွေအတွက်စားသုံးတဲ့တင့်တော်တဲ့တတိတမျိုးပါဗာပြည့်စေပြီးတော့အစာစားခြင်းစိတ်ကိုလည်းရှော့ချပေးနိုင်ပါသည်တခွားမွေးမှာကယ်ဆီယမ်နဲ့ဖော့စဖောရက်တို့လိုမျိုးအယိုးနဲ့သွားကျန်းမာရေးအတွက်လိုအပ်တဲ့ဓာတ်တွေလည်းပါဝင်ပါသည်ဒါတွေဟာအယိုးတွေကိုတန်မာစေပြီးတော့အယိုးပွားယောဂလိုမျိုးယောဂတွေကိုတော့မှကာကွယ်ပေးနိုင်ပါသည်ပြီးတော့တခွားမွေးမှာပိုတက်ဆီယမ်လည်းပါဝင်တာကြောင့်သွေးပေါင်ခြင်းကိုချိန်ညှိပေးရမှာအထောက်အကူပြုပါသည်ပိုတက်ဆီယမ်ဟာခန္ဓာကိုယ်ရဲ့ဆိုဒီယမ်ဓာတ်ကိုမျှတအောင်လို့ထိန်းပေးပြီးတော့သွေးတိုးခြင်းကိုလည်းကာကွယ်ပေးနိုင်ပါသည်နောက်ထပ်အကျိုးကျေးဇူးအနေနဲ့တခွားမွေးဟာလည်းအရေးပြားကိုကျန်းမာစေပါသည်သူ့မှာဗီတာမင် C နဲ့အန်တီအောက်ဆီဒန့်ဓာတ်တွေပါဝင်တာကြောင့်အသားအရည်ကိုကြည်လင်ဝင်ပါစေပြီးတော့အိုမင်းရင်ရောင်မှုကိုလည်းလျှော့ချပေးပါသည်။နေရောင်ခြည်ဓာတ်နဲ့ပတ်ဝန်းကျင်ညဉ့်ညမ်းမှုတွေကြောင့်ဖြစ်တဲ့အရေပြားပျက်စီးမှုကိုလည်းကာကွယ်ပေးနိုင်ပါသည်။ဒါပြင်ကမှတခွားမွေးရလည်းစိတ်ဖိစီးမှုကိုလျှော့ချပေးနိုင်တဲ့အာနိသင်လည်းရှိပါသည်။တခွားမွေးမှာပါဝင်တဲ့ဗီတာမင်နဲ့ဓာတ်ထုပစ္စည်းတွေဟာလည်းအာရုံကြောစနစ်ကိုငြိမ်သက်စေပြီးတော့စိတ်ဖိစီးမှုနဲ့စိုးရိမ်ပူပန်မှုတွေကိုတက်တာစေတယ်လို့တွေ့ရှိရပါသည်။ဒါဟာလည်းစိတ်ခံစားမှုကောင်းမွန်စေဖို့အထောက်အကူပြုပါသည်။နောက်ဆုံးအနေနဲ့ပြောရမယ်ဆိုရင်တော့တခွားမွေးဟာအိပ်ပျော်စေဖို့ကူညီပေးနိုင်ပါသည်။သူ့မှာပါဝင်တဲ့မက်ဂနီဆီယမ်လိုမျိုးဓာတ်တွေဟာကြက်သားတွေကိုပြေလျော့စေပြီးတော့အာယုံကြောစနစ်ကိုငြိမ်သက်စေတာကြောင့်ကောင်းမွန်စွာအိပ်ပျော်စေဖို့အားဖြည့်ပေးနိုင်ပါသည်ဒီလိုမျိုးကျန်းမာရေးဗဟုသုတတွေကိုတင်းရဲ့မိတ်ဆွေတွေလည်းသိအောင်လို့ပြန်လည်မျှဝေပေးခြင်းဖြင့်ကျန်းမာရေးကိုကုသိုလ်ယူနိုင်ပါသည်ဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးခဲ့ကြတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာလူချင်းမင်းတို့ရဲ့မိတ်ဆွေတွေလည်းတခွားမွေးတည်ရဲ့အကျိုးဆွမ်းပကားကိုသိရှိရလေအောင်လို့ဗီဒီယိုလေးကိုလည်း share ပေးခဲ့ပါအောင်နော်အားလုံးကိုကျေးဇူးတင်ပါတယ်